အားလုံးပဲမင်္ဂလာရှိသောနေ့လေးပါဗျာမြန်မာ UFC ချန်ပီယံလေးဂျော်ရှွာဘန်ကတော့မနေ့ကပဲမလေးရှားနိုင်ငံကိုရောက်ရှိသွားခဲ့ပါပြီမလေးရှားနိုင်ငံမှာရှိတဲ့ချင်းလူမျိုးပြည်သက်တွေရောမြန်မာပြည်သက်တွေအားလုံးကပါလေဝင်းကိုလာရောက်ကြိုဆိုခဲ့ကြတာပါဘယင်းတစ်ပါးတိုင်းကလဲလာသလိုဂျော်ရှွာဘန်ကိုပြည်သက်တွေကြိုဆိုတဲ့အခုလိုမြင်ကွင်းကလည်းတကယ်ကိုကြက်သိမ်းထားကြပဲဖြစ်ပါတယ်ဂျော်ရှွာဘန်ကိုယ်တိုင်ကလည်းငါကချန်ပီယံတယောက်ဆိုတဲ့မန်မနာလုံးဝမရှိပဲပြည်သက်တွေကိုနှွေးထွေးစွာနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တာပါဒီမြင်ကွင်းကလည်းကြီးရတဲ့ပြည်သက်တွေအတွက်ကတော့တော်လေးကြည်နူးစရာပါအဲ့တော့ကမ္ဘာ UFC ဖလောင်ဝိတ်ချန်ပီယံလေးဂျော်ရှွာဘန်ကိုကြိုးစုံဝင်ရတဲ့ပြည်သက်တွေအတွက်ကတော့တကယ်ကိုဝမ်းသာပီတိဖြစ်စရာပါတာမပြည်သက်တယောက်အနေနဲ့ဗန်ရဲ့အပြင်မှာတွဲဆုံပြီးလက်ဆွဲနှုတ်ဆက်ခွင့်ရဖို့ဆိုတာကဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်အခုလိုကံကောင်းတဲ့ပြည်သက်တွေချို့သာဗန်ရဲ့အပြင်မှာတွဲဆုံဝင်ရခဲ့တာဖြစ်ပါတယ်ဂျော်ရှွာဘန်ကတော့ဒီနေ့မေလ26ရက်နေ့မှာလည်းသူရဲ့ပြည်သက်တွေနဲ့ပဲထပ်မံတွဲဆုံနှုတ်ဆက်အောင်မှာပါမနက်ဖြန်29ရက်နေ့မှာတော့မလေးရှားနိုင်ငံမှာကျင်းပပြီးချင်းတိုင်းသားတွေနဲ့ပတ်သက်တဲ့ CRC ငွေတို့ထိမ့်မဲ့ပွဲကိုတက်ရောက်မှလည်းဖြစ်ပါတယ်ဂျော်ရှွာဘန်ကတော့ကမ္ဘာ UFC ချန်ပီယံဖိုက်တာအဖြစ်အောင်ပွဲခံတဲ့အနေနဲ့အခုလိုအခမ်းအနားတွေတက်ရောက်မှဖြစ်ပြီးတော့ပြည်သက်တွေနဲ့တွဲဆုံခဲ့တာပါ CRC ငွေတို့ထိမ့်မဲ့ပွဲပြီးရင်တော့ဂျော်ရှွာဘန်အနေနဲ့အမေရိကန်ကိုတန်းပြောင်းမှမဟုတ်ပဲတခြားအရှေ့တောင်အာရှနိုင်ငံတွေကိုထပ်မံခီးဆက်အောင်မှာပါအဲ့တော့ဂျော်ရှွာဘန်မလေးရှားနိုင်ငံကနေဘယ်နိုင်ငံကိုထပ်မံသွားရောက်လဲပတ်အောင်မလဲဆိုတာတော့မသိရသေးပါဘူးတေမကြတဲ့ကဝမ်နဲ့ UFC ဖိုက်တာကြီး DJ နဲ့အင်တာဗျူးမှာတော့မလေးရှားထိုင်းနဲ့အိန္ဒိယနယ်စပ်တွေကိုဂျော်ရှွာဘန်တွားရောက်လဲပတ်မယ်လို့ပြောထားတာတော့ရှိပါတယ်ဆိုတော့ဂျော်ရှွာဘန်အနေနဲ့သူရဲ့မွေးရမြေစာတီဖြစ်တဲ့မြန်မာနိုင်ငံကိုသာအရန်ပြန်လာချင်းခဲ့တာပါဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ပြန်ခွင့်မသာခဲ့ပဲငယ်ဘဝတုန်းကနေထိုင်ခဲ့တဲ့မလေးရှားနိုင်ငံကိုသာတွားရောက်လဲပတ်ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကိုရန်ပြန်လာခြင်းပေမဲ့လာခွင့်မရတဲ့ဘန်အတွက်တကယ်ကိုစိတ်မကောင်းစရာပဲဖြစ်ပါတယ်